နာကျင်မှုဝေဒနာတွေကိုသက်သာစေတဲ့ထရမတော်ဆေးကြောင့်နာကျင်မှုဆိုတာလူတိုင်းတစ်ခါတလေကြုံတွေ့ရတဲ့အရာပါဒါပေမဲ့တချို့သောနာကျင်မှုတွေကတာမန်အကြိုက်ခဲပြောက်ဆေးတွေအသုံးပြုရုံနဲ့သက်သာနိုင်ပေမဲ့တချို့သောနာကျင်မှုတွေကတော့ဒီအကြိုက်ခဲပြောက်ဆေးတွေနဲ့မသက်သာပဲဖြစ်နေတတ်ပါတယ်ဒီလိုအချိန်တွေမှာဆရာဝန်တွေကထရမတော်ဆိုတဲ့ဘေးအန္တရာယ်ဝင်အကြိုက်ခဲပြောက်ဆေးကိုညွှန်းလေရှိပါတယ်ဒါကြောင့်ဒီနေ့မှာတော့ထရမတော်ဆိုတာဘယ်လိုဆေးမျိုးလဲဒီဆေးတောက်မယ်ဆိုရင်ဘာတွေသိထားဖို့လိုလဲစတာတွေနဲ့ပတ်သက်ပြီးပြောပြပေးမှဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာထရမတော်ဆိုတာကပြင်းထန်တဲ့နာကျင်မှုတွေကိုသက်သာစေဖို့အတွက်အသုံးပြုတဲ့ဘေးအန္တရာယ်ဝင် opioid analgesic အမျိုးအစားဖြစ်ပါတယ်ဒီဆေးကိုခွဲစိတ်ပြီးရနောက်နာကျင်တာအယိုးကျိုးတာခါးနာတာအဆင့်မြင့်ရောင်တာလိုမျိုးနာကျင်မှုဝေဒနာတွေကိုကုသရာမှာအဓိကအသုံးပြုပါတယ်ထရမတော်ကအုံနောက်မှာရှိတဲ့ new opioid receptor ကိုသွားပေါင်းရာကနေနာကျင်မှုဝေဒနာတွေကိုလျော့ပါသက်သာစေပါတယ်ဒါအပြင်နာကျင်မှုထိန်းချုပ်ရမှာအရေးပါတဲ့ serotonin နဲ့ norepinephrine တွေ reuptake လုပ်ခြင်းကိုတားဆီးပေးတာကြောင့်နာကျင်မှုတွေကိုသက်သာစေပါတယ်ဒီလိုနည်းလမ်းနှမျိုးနဲ့နာကျင်မှုဖြစ်စဉ်ကိုတားဆီးပေးတာကြောင့်ထိရောက်စွာအကြိုက်ခဲပြောက်စေတာလည်းဖြစ်ပါတယ်ထရမတော်ကိုဈေးကွက်ထဲမှာတောက်ဆေးနဲ့ထိုးဆေးဆိုပြီးတော့ပုံစံ2မျိုးနဲ့တွေ့ရများပါတယ်ထိုးဆေးတွေကိုတော့ဆေးရုံဆေးကန်းကြီးတွေမှာဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီလိုအပ်သလိုသုံးစွဲကြပါတယ်တောက်ဆေးကိုတော့တချို့ဆေးဆိုင်များမှာဆရာဝန်ညွှန်ကြားချက်နဲ့အတူဝယ်ယူလို့ရပါတယ်ဘလို့တောက်ရမလဲဆိုလို့ရှိရင်50မီလီဂရမ်ကိုတစ်နေ့ကို2ကြိမ်ဒါမှမဟုတ်ရင်3ကြိမ်ထိတောက်လို့ရပါတယ်ဒါပေမဲ့ထရမတော်ဆေးကိုအချိန်ဘယ်လောက်ကြာသုံးစွဲသင့်တယ်ဆိုတာကတော့တဦးနဲ့တဦးမတူနိုင်သလိုအသုံးပြုတဲ့အချိန်တွေပေါ်မူတည်ပြီးတော့ကွဲပြားနိုင်တာကြောင့်ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးတာကတော့အကောင်းဆုံးဖြစ်ပါတယ်အချိန်တွေတစ်ခုခုကြောင့်ထရမတော်ဆေးကိုရေရှည်သုံးစွဲနေရင်လည်းမိမိသဘောနဲ့မိမိဆေးကိုရုတ်တရက်ရက်ပြစ်လိုက်တာမျိုးမလုပ်ပါနဲ့ဒီဆေးကဆေးပမာဏကိုတဖြည်းဖြည်းချင်းရှော့ချပြီးတော့မှရက်ရတဲ့ဆေးမျိုးစားဖြစ်ပါတယ်ရုတ်တရက်ရက်လိုက်မယ်ဆိုရင်ဆေးပြတ်တာကိုမခံနိုင်တဲ့withdrawal လက္ခဏာတွေကိုကြုံတွေ့ရနိုင်ပါတယ်ထရမတော်ဆေးကိုတောက်သုံးနေချိန်မှာကားမောင်းတာစက်ပစ္စည်းတွေကင်တွယ်မောင်းနေတာတွေမပြုလုပ်ရပါဘူးဒါအပြင်ဒီဆေးကိုအိတ်ဆေးတွေစိတ်ကြဆေးတွေနဲ့လည်းတွဲဖက်ပြီးတော့အသုံးမပြုရပါဘူးကိုဝင်ဆောင်မိခင်နဲ့နှုတ်တမိခင်တွေအသက်12နှစ်အောက်ကလေးငယ်တွေကဒီဆေးကိုတောက်မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ဖို့လိုပါတယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကခေါင်းမူးခေါင်းကိုက်တာဗိုက်အောင်တာအော့အန်တာကဏမငြိမ်ဖြစ်တာဝမ်းရှုပ်တာအာကောင်လျှောက်တာစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်ထရမတော်ဆေးကိုအရက်နဲ့တွဲဖက်ပြီးတောက်သုံးတာကပြင်းထန်တဲ့အန္တရာယ်ရှိနိုင်တာကြောင့်အထူးသတိပြုဖို့လိုပါတယ်ထရမတော်ဆေးကဘေးအန္တရာယ်ဝင်ဆေးဖြစ်တယ်လို့တာမန်အကြိုက်ခဲပြောက်ဆေးမဟုတ်တာကြောင့်ကိုယ်သဘောနဲ့ကိုယ်မသုံးစွဲဖို့လိုပါတယ်အထူးသဖြင့်ဆေးပမာဏကိုလိုတာထက်ပိုတောက်တာအကျိရီတွေပိုတောက်တာဒါမှမဟုတ်ညွှန်ကြားထားတဲ့ကာလထက်အချိန်ပိုပြီးတောက်ရှင်းတွေမပြုလုပ်ရပါဘူးဆေးတောက်ရက်ရဲ့ညွှန်ကြားတဲ့အခါမှာလုံးဝရက်ဖို့အရေးကြီးပါတယ်ဒါကတော့နာကျင်မှုတွေကိုသက်သာစေတဲ့ထရမတော်ဆေးနဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေကိုကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီကြောင်းအရာနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ